မင်္ဂလာပါချစ်ခင်လေးစားအပ်သောမြမတိုက်ကျက်ဝါနာရှင်များခင်ဗျာကျွန်တော်ကျက်ပညာများကြီးခိုင်ပါကျက်နော်လေးကြီးခိုင် YouTube channel မှာယနေ့မြမတိုက်ကျက်ဝါနာရှင်ညီကိုတွေကိုကျွန်တော်ကြီးခိုင်ပြန်လည်မျှဝေပေးချင်တာကတော့ကျက်ကူနဲ့ကံတရားအကြောင်းဖြစ်ပါတယ်တချို့ကျက်သမားတွေကပြောကြတယ်ကျက်ဝိုင်းမှာဇုံပြောင်းနေတဲ့အောက်ကြီးကျက်ကနိုင်ခဲ့ရင်ကြောက်ခဲရေပေါ်တယ်ဆိုတဲ့စကားကံကောင်းလို့ဆိုတာလူတိုင်းလက်ခံနိုင်ကြတယ်ကံကောင်းမှနိုင်မှာပါဆိုတဲ့စကားတွေဟာကျက်ကူဆရာတွေရဲ့နောက်ဆုံးစကားပဲဒါကသူတို့ဘာမှလုပ်လို့မရတဲ့အခါမျိုးမှာသုံးပါတယ်ကံကောင်းမှနိုင်မယ်ဆိုတာစိတ်ကြည်နက်မှုတစ်ခုသာရိုင်ဝိုင်းလူကျက်ပွဲမှာကံတရားလို့ပြောရပြီမဲ့ကံဆိုတာလူကလှုပ်ထားပါမြန်မာပြည်12တောင်စီးဝိုင်းမှာကံတရားကကျက်ကူရဲ့ကျွမ်းကျင်မှုနဲ့ဆိုင်သွားပြီကျက်ကူကကောက်ကူတင်လာကျက်ကူရဲ့နေရာတွေမှန်ဖို့ကျက်ရိပ်ကျက်ကဲတဘာဝတွေကိုနားလည်ဖို့ဆိုတာကျက်ရှင်ကကျက်ကူကိုပြောပြတတ်ရမယ်ကျက်ပိုင်ရှင်တယောက်ဟာမိမိပိုင်တဲ့ကျက်တစ်ကောင်ကိုအရေးအကဲနားလည်မှဘယ်ဝိုင်းတော့ဆင်းတဲ့နယ်ဘယ်ဝိုင်းတော့မဆင်းတဲ့ဘူးဆိုတာကိုဆုံးဖြတ်နိုင်ပါပါမိမိရွေးချယ်လိုက်တဲ့တိုက်ဝိုင်းဟာမိမိနဲ့မိမိကြက်ရဲ့မဟာအောင်မြင်ဖြစ်ဖို့မိမိသားလင်ပဓာနာကြတာကိုတည်တင်ပါတယ်ကြက်ကူကလည်းတိထားတင်တာကဘေးလူစကားတွေဟာလောင်းကြီးအပေါ်မှာမူတည်သောကြောင့်မိမိအဆိုင်လူမှလွဲ၍ညီတုစကားကိုမှမယုံသင့်ပါကျက်ကူတယောက်မှာရှိတဲ့အကြီးအချင်းကိုကျွန်တော်ဆရာဦးကျက်ကြီးပြောပြဖို့ပါတယ်ဥပမာငါကျက်ဟာလက်လွတ်ကောင်းတယ်လို့သိရင်ဝိုင်းချင်းကိုပဲရွေးချယ်သင့်ပါတယ်ဝိုင်းချင်းတော့ခဏခဏကောက်ရပါတယ်တစ်ခါကောက်တိုင်းတစ်ခါအလကားခွေရပါတယ်ကောက်ခုလက်ဖြည့်တာကိုကြိုက်ရင်လည်းဝိုင်းချင်းကိုပဲရွေးချယ်သင့်ပါတယ်တစ်ခါကောက်ခုလိုက်တိုင်းကိုကျက်ဟာအားအင်ပြန်လဲပြည့်တင်းလာပြီးခွင့်နိုင်လာလို့ပါမိမိလောင်းနေသောကျက်မိမိကုနေသောကျက်တို့၏အရေးအခြေကိုနားလည်ဖို့အထူးအပားကိုသိဖို့လိုအပ်ပါတယ်မြမတိုက်ကျက်ချစ်သူအားလုံးကိုလေးစားလျက်ပါခင်ဗျာ PS ကျက်သမားများအနေနဲ့ကံကိုယုံရင်တော့အရေးအကြီးဆုံးကထွက်ပြေးရင်ငွေပေးလိုက်ပါလို့ကျွန်တော်ကြီးခိုင်အကြံပေးပါရစေဒီဗီဒီယိုလေးကိုအစားအဆုံးနားဆင်ပေးမှုအတွက်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကတော့ကျက်ပညာများကြီးခိုင်ဖြစ်ပါတယ်